ပြင်ကကြွကြွရွရွအတွင်းကနူးညံ့မွေးပြက်နေတဲ့မုံကိုမြင်လိုက်ရတော့တရွေးတောင်ညုံမိသွားတယ်တန်ချမ်းချမ်းကပြုံးလိုက်တယ်စားချင်ရင်ဝယ်လေလို့ခက်တီတီပြောလိုက်တယ်မိဖုရားဟွာကဒေါသထွက်သွားပေမဲ့မုံကိုမစားဘဲလဲမနေနိုင်ဘူးနောက်ဆုံးမှာတော့ခေါင်းပေါ်ကရွှေစံထိုးကြီးကိုပေးပြီးမုံတစ်ချက်ဝယ်စားလိုက်ရတယ်တကိုက်စားလိုက်တဲ့အချိန်မှာသူမရဲ့မျက်လုံးတွေအယောင်တောက်သွားခဲ့တယ်ဘဝတစ်လျှောက်စားဘူးသမျှအစားအစာတွေထဲမှာဒီလောက်အရသာရှိတာမစားဘူးခဲ့ဘူးမိဖုရားဟွာထွက်သွားပြီးနောက်ချွေးဟွာကရွှေစံထိုးကိုကင်ပြီးအံ့ဩနေခဲ့တယ်မုံတစ်ချက်နဲ့ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကိုရလိုက်တာဒါပေမဲ့တန်ချမ်းချမ်းကတော့အဲ့ဒီလောက်နဲ့မကျေနပ်သေးဘူးသူမရဲ့ပြစ်မှတ်ကနန်းတွင်းတစ်ခုလုံးကိုအေးနှန်းဆောင်စီအပြေးလာအောင်လုပ်ဖို့ပဲအဲ့ဒီညမှာသူမကမီးကင်ဆိုင်ထပ်ဖွင့်ဖို့စီစဉ်လိုက်တယ်တန်ချမ်းချမ်းရဲ့အေးနှန်းဆောင်မှာမီးဖိုတွေပြန်လင်းလာခဲ့တယ်မီးသွေးနဲ့အသားကင်နဲ့ဟင်းခတ်အမွှေးကြိုင်နဲ့တွေကလေထဲမှာပြန့်နှံ့နေခဲ့တယ်ချွေးဟွာကတော့မယုံကြည်နိုင်သေးဘူးဘသူကဒီနေရာကိုလာစားမှလဲလို့မေးလိုက်တယ်ဒါပေမဲ့တန်ချမ်းချမ်းကယုံကြည်ချက်အပြည့်နဲ့ပြုံးလိုက်တယ်တဲ့မကြခင်မှာပဲပထမဆုံးဧည့်သည်တွေရောက်လာခဲ့တယ်သူတို့ကနန်းတွင်းရဲ့မိဖုရားတွေဖြစ်နေခဲ့တယ်အစကတော့တန်ချမ်းချမ်းကိုလှောင်ပြောင်ဖို့လာကြတာဒါပေမဲ့မီးကင်နဲ့ရလိုက်တာနဲ့သူတို့ရဲ့ခြေလမ်းတွေရက်သွားခဲ့တယ်စပွဲပေါ်မှာတင်ထားတဲ့အသားကင်တွေပင်လယ်စာတွေသူတို့တခါမှမမြင်ဘူးတဲ့အစားအစာတွေကိုမြင်လိုက်ရတယ်အကုန်လုံးကျမဝယ်မယ်လို့မိဖုရားတယောက်ကပြောလိုက်တယ်ဒါပေမဲ့တန်ချမ်းချမ်းကခေါင်းခါလိုက်တယ်ဒီမှာအဆင့်တန်းမရှိဘူးအရင်လာတဲ့သူအရင်ရမယ်တဲ့မိဖုရားတွေအံ့ဩသွားခဲ့ကြတယ်အေးနှန်းဆောင်မှာဘရင်ရဲ့အချစ်တော်လည်းမဟုတ်ဘူးအာနာရှိတဲ့မိဖုရားလည်းမဟုတ်ဘူးအားလုံးကဖောက်တယ်ပဲဖြစ်တယ်